ကျွဲသွေးတောက်တဲ့ဆုံးမကြီးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတောတောင်ထူထပ်ပြီးလမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ရွာလေးတစ်ရွာမှာဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တစ်ခုပါအဲ့ဒီရွာမှာရွာသားတွေဟာလယ်ယာလုပ်ငန်းကိုအဓိကလုပ်ကင်ကြပြီးကျွဲနွားတွေကိုအားထားကြရပါတယ်တနေ့မှာတော့ရွာထဲမှာထူးဆန်းတဲ့ကိစ္စရပ်တွေစတင်ဖြစ်ပွားလာပါတယ်။ရွာသားတွေအမျက်တနိုးမွေးထားတဲ့တမထွားချိုင်းတဲ့ကျွဲကြီးတွေဟာတကောင်ပြီးတကောင်အကြောင်းမဲ့တေဆုံးကုန်ကြပါတယ်။ထူးခြားတာကတေဆုံးသွားတဲ့ကျွဲတွေရဲ့လက်ပင်မှာအပေါက်ရလို့အပေါက်ငယ်လေးနှစ်ပေါက်ကိုတွေ့ရပြီးခန္ဓာကိုယ်ထဲမှာသွေးတစ်စက်မှမကျန်တော့လောက်အောင်ဖြော့နေတာပါပဲ။တန်တရားဖြစ်ဖွယ်အဖွားအိုရွာရဲ့အစွန်ဆုံးတဲအိုပြက်လေးထဲမှာတော့ဒေါ်ငွေလို့ခေါ်တဲ့အဖွားအိုတယောက်တကိုယ်တည်းနေထိုင်ပါတယ်။ဒေါ်ငွေကနေဘက်ဆိုရင်အိမ်ထဲကနေအပြင်ကိုလုံးဝထွက်လေးမရှိပါဘူးဒါပေမဲ့ညဘက်ရောက်ရင်တော့တဲအိုလေးတွေကနေတအီညီးတန်လိုရဲတန်လိုအတန်တွေကြားရလေးရှိတယ်လို့ရွာသားတွေကပြောကြပါတယ်အထူးသဖြင့်ကျွဲတွေတည်တဲ့ညတွေဆိုရင်ဒေါ်ငွေရဲ့မျက်နှာကပိုပြီးညှို့ပြိုလန်းဆန်းနေတတ်ပါတယ်တကောင်ရန်စောင့်ကြည့်ခြင်းရွာသားတွေထဲမှာတတိကောင်းပြီးမူဆိုးအလုပ်လုပ်တဲ့ကိုဘထွန်းဆိုသူရှိပါတယ်သူကဒီကိစ္စကိုလက်ပိုက်ကြည့်မနေနိုင်တော့ပဲအမှန်တရားကိုဖော်ထုတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။လာပြည့်ညတညမှာကိုဘထွန်းဟာဓားမြောင်တလက်ကိုဆောင်ပြီးရွာထိပ်ကကျွဲချန်နာမှာပုံအောင်စောင့်ကြည့်နေခဲ့ပါတယ်။ညနေတစ်ထက်နက်လာပြီးပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်သွားပါတယ်။လေတိုက်တန်တဝေါနဲ့အတူတိရွက်လှုပ်တန်တွေကခြောက်ခြားဖွယ်ရာကောင်းလာပါတယ်။ထိုစဉ်မှာပဲအမောင်ရိပ်ထဲကနေလူရိပ်တစ်ခုထွက်ပေါ်လာပါတယ်။အဲ့ဒီလူရိပ်ကလမ်းလျှောက်လာတာမဟုတ်ပဲမြေကြီးနဲ့ခြေထောက်လွတ်ပြီးလေပေါ်မှာဝဲပြန်လာတယ်လို့ပါပဲ။လိုက်အောင်အောက်မှာထင်းထင်းရှားရှားမြင်လိုက်ရတဲ့ပုံစံကတော့သပင်ဖားလျားနဲ့တုံငွေပါပဲ။ဒါပေမဲ့သူမရဲ့မျက်နှာကအဖွားအိုတယောက်မဟုတ်တော့ပဲမျက်လုံးနီအဆွဲငေါငေါနဲ့ကြောက်မက်ဖွယ်ရာဘီလူတရဲ့ပုံစံပေါက်နေပါတယ်။ဒေါ်ငွေဆုံးမကြီးဟာကျွဲတကောင်နာကိုကတ်သွားပြီးကျွဲရဲ့လေပင်ကိုအပါတရကိုက်ခဲလိုက်ပါတယ်။ကျွဲကြီးခများရုံးကန်အောင်မြည်ဖို့ကြိုးစားပေမဲ့မလုံနိုင်ပဲငြိမ်ကျသွားပါတယ်ဆုံးမကြီးကတော့ကျွဲသွေးတွေကိုတကုတ်ကုတ်နဲ့အရသာခံတောက်သုံးနေတော့တာပေါ့ကိုဘထုံးကအချိန်မဆိုင်တော့ပဲပုံနေရာကနေထွက်ကဟိရက်လိုက်ဆန်းဆုံးမကြီးလို့အော်ဟစ်ပြီးသူ့လက်ထဲကဓားမြောင်နဲ့ပစ်ပေါက်လိုက်ပါတယ်ဓားမြောင်ကဆုံးမကြီးရဲ့ပခုံးကိုထိမှန်သွားပါတယ်ဆုံးမကြီးကနာကျင်စွာဆူဆူဝါးဝါအော်ဟစ်လိုက်ပြီးအမောင်ထုတဲကိုတမဟုတ်ချင်းပျောက်ကွယ်သွားပါတော့တယ်နောက်တနေ့မနက်မှာတော့ရွာသားတွေစုပေါင်းပြီးဒေါ်ငွေရဲ့တဲအိုကိုတွားရောက်စစ်ဆေးကြပါတယ်တဲထဲမှာတော့ဒေါ်ငွေကိုတေဆုံးလျက်တွေ့ရပါတယ်ထူးခြားတာကသူမရဲ့ပခုံးမှာဓာတ်တံရတစ်ခုကိုတွေ့ရပြီးပစက်နာတစ်ဝိုက်မှာလည်းကျွဲသွေးတွေပြည့်ကျက်နေတာကိုမြင်လိုက်ရပါတယ်အဲ့ဒီနေ့ကစပြီးရွာလေးမှာကျွဲတွေတေဆုံးတာမရှိတော့သလိုညဘက်တွေမှာလည်းခြောက်ခြားစရာအတန်တွေမကြားရတော့ပါဘူးဒါပေမဲ့ရွာသားတွေကတော့လာပြည့်ညရောက်တိုင်းသူတို့ရဲ့ကျွဲချန်တွေကိုအမြဲတတိထားစောင့်ကြည့်တတ်ကြပါတော့တယ်ဇလန်းလေးကိုသဘောကျပါရဲ့လားဗျာနောက်ထပ်ဇလန်းတက်လာဦးမယ်